Hello အားလုံးပဲမင်္ဂလာပါကျွန်မမမီမြတ်ပါရှင်ဒီနေ့ sharing လုပ်ပြီးမယ့်အကြောင်းအရာလေးကတော့ manifestation process အပိုင်းလေးဖြစ်ပါတယ် manifestation လုပ်တဲ့အခါမှာကျွန်မရှေ့ဗီဒီယိုတွေမှာလည်းဗီဒီယိုတိုင်းလိုထည့်ပြောတယ် consistency ရှိရမယ်ပြနည်းအားဖြင့်ပြောမှဆိုစဉ်ဆက်မပြတ်လုပ်နိုင်ရမယ်ကိုလိုချင်တဲ့ຢာကိုကိုကရတဲ့အထီပေါ့နော်စဉ်ဆက်မပြတ်ကိုကဒီဇိုင်းမတ်လေးလုပ်နိုင်ရမယ်ဆိုတဲ့ဟာလေးကိုကျမကမကြာခဏထည့်ပြောလို့ရှိရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အခုကျမဒီ consistent ဖြစ်ဖို့အတွက်ဆိုရင်ဘယ်လိုလေးတွေနဲ့ထိန်းသွားလို့ရလဲပေါ့နော် consistent ဖြစ်အောင်ဘယ်လိုလုပ်သွားလို့ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာ sharing လုပ်ပေးလိုက်ပါမယ်အဲ့တော့ကိုယ့်ရဲ့တနေ့တာမှာဖေယိုဖျဲဖြစ်နေတယ်ဥပမာပေါ့နော်ဥပမာဆိုတာထက်ပေါ့လူတစ်ယောက်ကကိုယ့်ရဲ့ life ကိုကောင်းတဲ့ transform ဖြစ်ချင်တယ် positive transformation ဖြစ်ချင်တယ်ဆိုရင်မဖြစ်မနေလုပ်ရမယ့်အချက်အရေးကြီးတဲ့အချက်လုပ်ကိုလုပ်တဲ့အချက်ဒီတနေ့တာမှာလုပ်ဖို့အတွက်ဖေယိုဖျဲဖြစ်နေတဲ့တနေ့တာကိုအစီအစဉ်တကျဖြစ်သွားအောင်အတွက် to do list ဆိုတာလေးကိုလုပ်ကိုလုပ်ရမယ်မဖြစ်မနေလုပ်ကိုလုပ်ရမှာပါကိုမတနမနမိုးလေးမိစွမ်းနဲ့ကိုမျက်စိနှလုံးဖွင့်တာနဲ့ရည်ရွယ်ချက်မရှိအစီအစဉ်မရှိအရင်ဆုံးဖုံးသုံးလိုက်မယ်အချိန်ကြီးကုန်သွားမယ်ပြီးလို့ရှိရင်အစဉ်ပြေရာကိုဘယ်လိုပြောရမလဲစိတ်အစဉ်သင့်ဖြစ်ရအောင်ပဲလှုပ်လိုက်တယ်ဆိုတာထက်ပေါ့နော်။အော်ငါရဲ့တနေ့တာမှာငါဘာတွေလှုပ်เสียရှိတယ်။ဒါတွေကိုငါတစ်ခုချင်းစီအကောင့်ထဲပေါ်အောင်ပေါ်ရမယ်တနည်းအားဖြင့်ပြောမယ်ကိုယ့်ရဲ့ဝက်ဒန်းပေါ့နော်ကိုတနေ့တာမှာကိုဘယ်လောက်ထိစွမ်းဆောင်နိုင်ရရှိတယ်ကိုဘယ်လောက်ထိပြီးမြောက်နိုင်အောင်လုပ်နိုင်လဲဆိုတဲ့ဟာကိုယ့်ရဲ့ဘယ်လိုပြောရမလဲစွမ်းဆောင်ရည်ကိုလည်းကိုမြင်ရတယ်လို့မျိုးပြီးတော့ကိုယ့်ရဲ့တနေ့တာကိုလည်းကိုကစနစ်ကျစေပေါ့နော်အဲ့အတွက်ကြောင့်မို့လို့to do list လေးရမဖြစ်မနေလုပ်ရပါမယ်ပေါ့နော် to do list မှာလုပ်ပြီဆိုရင်အနောက်မှာဘာပါမလဲဆိုတော့ဦးစားပေးတွေကိုရွေးချယ်ရမယ် priority တွေကိုရွေးရမယ်အဲ့ဒါပြီးလို့ရှိရင်ကဲရက်က time management ကပါရမယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီ၃ချက်လေးကိုမဖြစ်မနေလုပ်ပေးရပါမယ်အဲ့တော့ to do list လေးဘယ်လိုလုပ်မလဲ priority ဘယ်လိုခွဲမလဲပေါ့နော်အဲ့ဒါလေးကိုကျွန်မဒါ sharing ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ဒါရဲ့ချို့အတွက်လည်းတည်ပြီးသားလည်းဖြစ်မယ်ဒါလေးတွေကကျမကတော့ဘာပဲဖြစ်ဖြစ်ကျမအတွက်ပဲဖြစ်ဖြစ်အများအတွက်ပဲကျမကတော့လွယ်ကူရိုးရှင်းတဲ့အလုံးမရှုပ်မဲ့ဟာအချိန်မကုန်မဲနဲ့လူတက်တာစီမဲ့နီးတွေပဲကျမကတော့လုပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲအရန်စနစ်တကျနဲ့ training base လိုမျိုးဖြစ်ချင်မှဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ to do list ရေးရမယ်ဆိုလို့ရှိရင်ဘယ်လိုလေးတွေ to do list ကိုဘယ်လိုရေးရလဲဆိုကိုတနေ့တာမှာပေါ့နော်ကိုဘာလုပ်မယ်ဆိုတဲ့အရာလေးတွေကိုအများကြီး weekly တွေ monthly တွေမလုပ်နဲ့မစဉ်းစားနဲ့တနေ့တာလေးပဲဥပမာပေါ့မနေ့ပြန်ဘာလုပ်မယ်ဆိုတာလေးကိုရဲ့တနေ့တာလုပ်ငန်းပြီးဆုံးတဲ့အချိန်မှာကိုကကြိုရေးတာဥပမာပေါ့ကျမဆိုလို့ရှိရင်ကျမမနေ့ပြန်လုပ်မှာ meditate လုပ်မယ်တရားထိုင်မယ်ပြီးရင်ကလေးအတွက် breakfast ပြင်မယ်ဒါကလည်းကျမအတွက်ကမဖြစ်မနေအရေးကြီးရယ်ပေါ့နော်ကလေးအတွက်ကပြီးလို့ရှိရင်ကျမရဲ့ဆိုင်အတွက်ကျမ check stock ပေါ့နော် story ကျမစစ်မယ်ပြီးရင်ကျမcontent ရေးမယ်ပြီးရင် short video တစ်ပုတ်တင်ပြီးဟိုပါပေါ့နော်ဖန်တီးမယ်ပြီးရင် post ကို Facebook တို့ TikTok တို့ YouTube တို့မှာကျွန်မတင်မယ်ပြီးရင်ကျွန်မခောက်ဆွဲကျွန်မရဲ့ခောက်ဆွဲဆိုင်တွေကျွန်မခောက်ဆွဲ vlog ရိုက်မယ်ပြီးရင်ကျွန်မ2026အတွက်ကျွန်မလူချင်းတဲ့ဟာတွေကျွန်မ journaling ရေးဖို့ကြံနေသေးရပေါ့နော်အဲ့ဒါလေးကျွန်မရေးမယ်ကျမလည်းဒီဟာကို sharing လုပ်နေနဲ့တစ်စင်ချင်းသွားနေတဲ့အတွက်ကျမတို့လည်း journaling ရေးဖို့ကြံနေပေါ့နော်အဲ့တော့ဒါမနေ့ပြန်ကျမလောက်ရမှာ10ခုရှိရပေါ့အဲ့ဒီ10ခုထဲမှာမှကျမဦးစားပေးမနှက်ဖြန် plan ထဲမှာကျမမဖြစ်မနေလုတ်ကိုလုတ်ကမဲ့ဟာကိုကျမပြန်ခွဲလိုက်တယ်ပေါ့နော် priority အနေနဲ့ကျမပြန်ခွဲတော့ meditation ကျမမဖြစ်မနေလုတ်ကိုလုတ်ကမဲ့ journaling ကျမမနှက်ဖြန်တော့ဖြစ်အောင်လုတ်ကမဲ့ပြီးရင်content တနေ့တစ်ပုဒ်ကမဖြစ်အောင်လုပ်ရမှာအတွက်ဒါကိုလည်းကျွန်မ priority ထည့်ထားတယ်အဲ့လိုပဲ content မှာလုပ်ပြီဆိုရင် short video လုပ်ဖို့အတွက်ရှိမယ်ပြီးရင်ကျွန်မအခုခောက်ဆွဲ video မရိုက်တာကြာပြီဆိုတဲ့အတွက်ခောက်ဆွဲ vlog ကိုကျွန်မမနှက်ပြန်ရိုက်မယ်ပေါ့နော်အဲ့တော့ to do list လည်းရေးပြီးသွားပြီ priority လည်းခွဲပြီးသွားပြီဆိုရင် times ကသူ့နောက်မှာလိုက်ရေးလိုက်ရမယ်ဒါကတော့ကို time management ကိုပါကိုလုပ်ပေါ့နော်ကိုဘယ်လိုမျိုးအဆင်ပြေလဲကျမကတော့တရားထိုင်တာကိုမနေ့6နာရီ9နာရီသတ်မှတ်ထားတယ် journaling ရေးတာတော့ကျမအိယာမဝင်ခင်ရေးမယ်ပေါ့နော်အဲ့အတွက်ကျမမှာအချိန်တိကျမရှိသေးဘူးပြီးရင် content ရေးတာကတော့ကျမကညပိုင်း9နာရီလောက်ပေါ့
ဒါမှမဟုတ်ရင်လည်းခလေးသိပ်ပြီးတဲ့အချိန်မှာလောလောဆယ်တော့9နာရီရာထားတာပေါ့နော်ပြီးရင်ကျမအဲ့ဒီ content ရေးတဲ့ video ရိုက်တာကတော့တစ်ဆက်သေးပဲပေါ့နော်ပြီးရင်ကျမ noodle vlog ကိုကြတော့ကျမမနေ့ပြန်ဆိုင်မှာလူရှင်းတဲ့ချိန်ကျမ story ကောက်ပြီးတဲ့အချိန်ဘယ်ချိန်ဖြစ်မလဲတော့မသိဘူးပေါ့အဲ့အချိန်မှာကျမကတဲ့ခောက်ဆွဲ vlog လေးရိုက်မယ်ပေါ့ဒါပဲလွယ်ကူရိုးရှင်းနဲ့အရင်ခက်ခဲနည်းတွေမပါဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီလိုမျိုးလေးနဲ့လှုပ်ပြီးတော့ကိုယ့်ရဲ့တစ်နေ့တာပေါ့နော်ဖျို့ပြဲဖြစ်နေတဲ့ကိုယ့်ရဲ့တစ်နေ့တာကိုစနစ်ကြအောင်ဒီလိုမျိုးလေးနဲ့လှုပ်လို့ရတယ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ manifestation process အတွက်ကိုကconsistent ဖြစ်ဖို့အတွက်ဆိုဒီနည်းကအရန်ကိုအသုံးဝင်ပါတယ်နောက်တစ်ခုကိုယ့်ရဲ့ life transformation မှာဒီဟာဒီမဖြစ်မနေအဓိကကြဆုံးနဲ့အခြေခံကြဆုံးဖြစ်တဲ့အတွက်လုပ်သင့်ပါတယ်လို့အကြံပြုပြီး sharing လုပ်ပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေလွယ်ကူကြပါစေအားလုံးကျေးဇူးအများကြီးတင်ပါတယ် see you next video